ဤမင်္ဂလာလက်ဆောင်များကိုသူတို့နှစ်ဦးဆင်မြဲထားတဲ့အချိန်တိုင်းမှာလည်းယနေ့ပြုစုခဲ့တဲ့ဒီသစ္စာကိုသူတို့ရဲ့စိတ်နှလုံးသားအမြဲတမ်းဆွေးနွေးမှတ်သားနိုင်မှုရန်အတွက်လည်းဘုရားရှင်သူတို့ကိုကောင်းချီးပေးမဆာတော်မူပါ။ဖဗျာဤမင်္ဂလာလက်ဆောင်များကိုစက္ကန့်အနန္တကမှာတယောက်ရှိနေယခုခေါ်ပြပါ။သို့မဟုတ်ပါကနောက်မြည်သည့်အခါမှာစီတာပြောဆိုပိုင်ခွင့်မရှိပါ။ရှိပါသလား။ရှိပါသလား။ရှိပါသလား။မရှိတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှိမှဆိုလို့လည်းမြန်လေးခေါ်လိုက်တာဖြစ်ပါတယ်ဒါကြောင့်မို့ယခုတာယာသည်ဖြစ်စေကျမ်းတမ်းခက်ခဲသည်ဖြစ်စေချမ်းသာသည်ဖြစ်စေချမ်းသာသည်ဖြစ်စေ